Lisa Abado, Okraji and the Gua, Pidu Ludo, Guzilmiakamia. General, Game Bine, Flying Boy Munega, Ludo Guzile, sorting two Pibaramia. General Mijinagaro, lesson a battery, Migun Pipare. Missum Yigaraji, the Salmesuro. Eari Miha, Kanchabi, Ye Shabare Andre, Machine Nakamia. ဒီမေကုန်းကိုတော့ဖျက်စစ်ဝင်ကြီးကပဲဖြေချပါလိမ့်မယ် ဟုတ်ကဲ့ကျွန်တော်လက်စစ်ဝင်ကြီးအောင်မင်းပါခုနကကိုယ်စလဲတော်ရဲ့မေကုန်းကိုဖြေရမယ်ဆိုရင်မြစ်စုံရေကာတာကြောင့်ရေရှားပါမှုလုံးဝမဖြစ်နိုင်ပါဘူးဘာကြောင့်လဲဆိုတော့ရေကာတာဆောက်ရင် AR မြစ်ရေ900ခန့်လုံးပဲသုံးဆွဲမှာပါရေရှားပါတာကမိုးကောင်ရင်ရေချမယ်ရေရှားတော့ကျွန်တော်နဲ့မဆိုင်ပါဘူးတရားမင်းနဲ့ပဲဆိုင်ပါတယ် ဒါဆိုရင်ဒီရေကားရာစီမံကိန်းပြီးသွားရင်ပြည်သူတွေစီကိုလျှက်စစ်တပ်ဖြောင်းဝင်ပေးမှာပေါ့နော် no မှားနေတယ်ဗျဒီရေကားတာစောက်တာကတရုတ်ပြည်ကိုလျှက်စစ်ရောင်းဖို့အတွက်စာချုပ်ချုပ်ပြီးသားရောင်းတာပတ်စံရတယ်လေကျုပ်တို့နိုင်ငံသားတွေကအမောင်ထဲမှာကျင့်သားရနေပါပြီ ဟုတ်ကဲ့သဘောပေါက်ပါပြီခင်ဗျာဒီရေကားရာကရေတွေကိုဖောက်ချလိုက်လို့ရှိရင်ဘဝကျင်ကပြည်သူတွေဒုက္ခမရောက်ဘူးလားခင်ဗျာ ရေဖွင့်တာကျွန်တော်နဲ့မဆိုင်ပါဘူးကျွန်တော်ရေတကားဖွင့်တဲ့လူမှမဟုတ်တာဗျ ဟုတ်ကဲ့ဖြေချတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ကတော့ရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်ကအမတ်ဦးတန်းညွန့်ဖြစ်ပါတယ်ကျွန်တော်မေးချင်တဲ့မေးခွန်းကတော့ခုမြန်မာပြည်မှာကုန်စည်နှုန်းအဆမတန်ကြီးမြင့်နေပါတယ်အဲ့တော့ကုန်စည်နှုန်းကျဆင်းအောင်ဘလို့စီမံကိန်းတွေနဲ့ဆောင်ရွက်ထားသလဲဆိုတော့ပြောပြပေးသိချင်ပါတယ် ဒီမေကုန်းကိုတော့စီးပွားရေးနဲ့ကုသရေးဝန်ကြီးကဖြေချပါလိမ့်မယ် ဟုတ်ကဲ့ကျွန်တော်ကစီးပွားရေးဝန်ကြီးငြိမ်းအောင်ဖြစ်ပါတယ်ကုန်စည်နှုန်းကြီးချင်းဟာပြည်သူတွေသမင်းစားများလို့ဖြစ်ပါတယ်အကယ်၍ကုန်စည်နှုန်းကျစေချင်ရင်တော့ပြည်သူတွေတစ်နှစ်သမင်းနှစ်နပုံမှန်မစားတော့ပဲတစ်နပဲစားရင်တော့ကုန်စည်နှုန်းတိတိတတ်တာကျသွားမှာပါ ဘာလို့ဖြေမှန်းလည်းမသိဘူးမေးခွန်းမြင်ရုပ်သိမ်းမှတော်ကြနေကကားပြကြီးစီးနေအောင်ဟုတ်ကဲ့ကျွန်တော်မေးထားတဲ့မေးခွန်းကိုပြန်အောင်သိပါခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ကတော့ရန်ကုန်တိုင်းတုံးလေးမြို့နယ်ကအမတ်ဖြစ်ပါတယ်ကျွန်တော်မေးချင်တဲ့မေးခွန်းကတော့အခမဲ့ပညာသင်ကြားနိုင်ရေးစနစ်ပါပဲကျွန်တော်တို့နိုင်ငံမှာလူတိုင်းအတန်းပညာအခမဲ့သင်ကြားနိုင်ရေးစနစ်ကိုဆွေးနွေးအကောင့်တွေပေါ်တင်နေလို့ကျွန်တော်တင်ပြအပ်ပါတယ် ဟုတ်ကဲ့ကျွန်တော်ပညာရေးဝန်ကြီးဦးညံပေါက်ပါခုနကိုယ်စားလှယ်တော်ကြီးမေးသွားတဲ့မေးခွန်းကိုကျွန်တော်တူတူပဲဖြေပေးပါမယ်ပညာရေးမှာအခမဲ့သင်ပေးဖို့အတွက်ကျွန်တော်တို့စီမံကိန်းတွေရေးဆွဲထားလို့ပြီးသွားပါပြီဒါပေမဲ့စာအုပ်ဘိုးတွေဆရာမပူဇော်ကြော့ဘိုးတွေကျောင်းအခတွေနဲ့ဒီကျောင်းရံပုံငွေတွေတော့ကျွန်တော်တို့ပို့တိုးပြီးကောက်သွားမှာပါ ငါတင်မြတ်မှပူဆိုးပြီးနေတူတယ်ကျွန်တော်ရဲ့အဆိုကျွန်တော်ပြန်ရုပ်သိမ်းပါတယ်ခင်ဗျာ ကျမကတော့ကချင်ပြည်နယ်ဗမွန်ကလွတ်တော်ကိုယ်စားလှယ်အမတ်ဖြစ်ပါတယ်ကျမလည်းပညာရေးနဲ့ပတ်သက်ပြီးတော့အဆိုတစ်ခုတင်ပြလိုပါတယ်ကျမတို့မြန်မာနိုင်ငံမှာတိုင်းရင်းသားပေါင်းများစွာနေထိုင်ကြတဲ့အတွက်ပညာရေးတင်ညွှန်းတန်းမှာတိုင်းရင်းသားဘာသာစကားကိုထည့်သွင်းပြီးတင်ညွှန်းတန်းရေးဆွဲဖို့အလေးနဲ့တင်ပြလိုပါတယ် ဟုတ်ကဲ့ပါကျွန်တော်တို့ကပညာရေးကိုအရန်တွတ်တက်စေချင်ပါတယ်ခုနကိုယ်စားလှယ်တော်ကြီးတင်ပြသွားလို့ပဲဘာသာစကားတစ်ခုတိုးဖို့ကျွန်တော်တို့စဉ်းစားထားပြီးပါပြီ ငါဆိုလက်ခံတော့ပြီ ကျွန်တော်တို့နောက်ထပ်တိုးပြီးသင်ပေးမဲ့ဘာသာစကားကတော့ကျွန်တော်တို့အနာဂတ်နိုင်ငံတော်မှာမရှိမဖြစ်လိုအပ်တဲ့တရုတ်ဘာသာစကားပဲဖြစ်ပါတယ် အမလီတီပါပြီတော့တင်ပြတာတော့မှားပါပြီ ကျမကတော့ကရင်ပြည်နယ်ဖအံရဲ့အမတ်တူဖြစ်ပါတယ်။ကျမမေးချင်တဲ့မေးခွန်းကတော့ပြည်တွင်းစစ်ပွဲတွေကြောင့်တစ်ဖက်နိုင်ငံဒုက္ခသည်စခန်းတွေမှာတွားရောက်နေထိုင်နေရတဲ့ဒုက္ခသည်အရေးကိစ္စတွေကိုဘယ်လိုကင်တွယ်ဖြေရှင်းမလဲဆိုတာပါပဲရှင် ဒီမေကုန်းကိုတော့နယ်စပ်စီပီဝင်ကြီးကဖြေချပါလိမ့်မယ် ကျုပ်တို့နိုင်ငံမှာဒုက္ခတယ်ဆိုတာ
မရှိပါဘူးကျုပ်တို့ကြည့်ပါဘယ်လောက်ထိချမ်းသာထားလဲသူတို့တွေကနိုင်ငံသားကိုထွက်ပြီးတော့စီးပွားသွားရှာတဲ့သူတွေပါကျုပ်တို့တွေကနယ်စပ်ဒေသစီပင်ဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီးတော့တရားပေါင်း11500စင်းလမ်းကမိုင်မောင်း1,6550ဘာကြံလေးပါလေဟင်ဒါမနေ့ကလမ်းမဆက်တဲ့ကိစ္စကိုဖြေထားတာပဲတက်နိုင်တော့ပါဘူးရောကြိတ်လိုက်အောင်ပါအဲ့လိုပါပဲနယ်စပ်ဒေသတွေမှာနိုင်ငံတော်ကစေတနာကြီးစွာနဲ့ဆောက်လုပ်ပေးထားတာပါဒါပါပဲမေးတာတခြားဖြေတာတခြားဘာမှလည်းမဆိုင်ဘူးကဲရှင်းပြီလားကျင်납ပြီလားကျင်납သေးပါဘူးရှင်ကျမတို့တိုင်းရင်းသားဒုက္ခတွေဟာသူများနိုင်ငံမှာတွားနေရှင်လို့နေရတာမဟုတ်ပါဘူးပြည်တွင်းစစ်ပွဲတွေကြောင့်ထွက်ပြေးနေရတာဖြစ်ပါတယ်ဒီကိစ္စတွေကိုအမြန်ဆုံးဖြေရှင်းပေးသင့်တယ်လို့ထင်ပါတယ်အဲ့ဒီလူတွေလားအဲ့ဒုက္ခတွေလားသူတို့ကသဘုံတွေပဲလေကျွန်တော်ခုတင်ပြချင်ပါတယ်အဲ့လူတွေဟာသဘုံတွေပဲတောင်းကြလူတွေကိုချိန်မုံဖို့နိုင်ငံတော်ကဘတ်ချက်25ရက်ခန့်လုံးစစ်တပ်အတွက်တောင်းထားပါတယ်ဟာလွတ်တော်တွေကစစ်သားအမတ်တွေကိုကြောက်ရွံ့ထင်တာဟာစကားပြောတတ်သားပဲအဲ့တော့ကြောင်းဒုက္ခတဲ့ကိစ္စအရေးကိုကန့်ကွက်ပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းကန့်ကွက်ပါတယ်ခင်ဗျကျွန်တော်ကြက်ဖို့မှအကြီးအကျယ်ကန့်ကွက်ပါတယ်ခင်ဗျမဟာရယာကိုကန့်ကွက်ပါတယ်ပိုးဆိုးပတ်သက်ကိုကန့်ကွက်ပါတယ်ခင်ဗျအဆိုပြန်ရုပ်တင်းလိုက်လေတော်ကြနိုင်ငံတော်ရဲ့စေနာကိုမတိရကောင်းလားဆိုပြီးတော့မှဒုက္ခရောက်သွားလိမ့်မယ်ကျမရဲ့အဆိုကိုမှတ်သားထားပေးပါကျေးဇူးတင်ပါတယ်ရှင်ကန့်ကွက်မဲ955မဲထောက်ခံမဲမရှိသည့်အတွက်အဆိုပြက်ပြယ်သွားပါပြီကျွန်တော်ကြက်ဖို့မှတခုလောက်ဆွေးနွေးတင်ပြကြပါမယ်ခင်ဗျထောက်ခံပါတယ်ထောက်ခံပါတယ်ဒီလူတွေကွာအိတ်ချင်မှုတွေနဲ့ဟိုကြက်ဖို့အမကဘာမှတော့မပြောသေးဘူးစွတ်ထောက်ခံနေတာကျွန်တော်နိုင်ငံဟာဒီလောက်တန်စတာပေါ်များရတာနဲ့ဘာကြောင့်ဆင်းရဲသွားရလဲဆိုတာကိုအဖြေရှာကြည့်တဲ့အခါမှာဆိုင်ရှင်ကြောင့်ဖြစ်ပါတယ်ခင်ဗျမဟုတ်ဆိုင်ရှင်ကြောင့်ဖြစ်ပါတယ်အဲ့ဒီစီးပွားရေးပိတ်ဆို့မှုကြီးဟာကျွန်တော်နိုင်ငံကိုအကြီးအကျယ်ကိုထိခိုက်စေပါတယ်ခင်ဗျထောက်ခံပါတယ်ထောက်ခံပါတယ်ခင်ဗျထောက်ခံပါတယ်တကယ်လို့ကစီးပွားရေးပိတ်ဆို့မှုကြီးဟာမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ဟာအခုချိန်မှာဆိုမန်ယူလိုအသင်းမျိုးတော့ဝယ်လို့ရနေပါပြီခင်ဗျအဲ့ဒါကြောင့်ကျွန်တော်တို့ကိုအကြီးအကျယ်ဒီထိခိုက်နေတာစေတဲ့ဒီစီးပွားရေးပိတ်ဆို့မှုကြီးကိုရောက်သိမ်းဖို့တင်ပြရပါတယ်ခင်ဗျထောက်ခံကြပါခင်ဗျမဟာရယာထောက်ခံကြပါပိုးဆိုးပတ်တဲ့ထောက်ခံကြပါခင်ဗျထောက်ခံကြပါကဲထောက်ခံကြပါထောက်ခံရလို့ထောက်ခံရမှတ်နေတော့မသိဒီလွတ်တော့မြန်မြန်ပြီးမှအေးမှာအဲ့ဒါမှလည်းနေဘူးတော့ဝေးမှာအေးကမိမနဲ့မီးလွမ်းလို့ပြန်ကျင်လာတယ်ငါလည်းမြန်မြန်ထောက်ခံပါပဲအမှုဆောင်လက်ထိတ်ဆိုနန်နေအောင်ပါဟာလက်ခုပ်တော်နေရလဲမရပ်ပါလားလူတွေကလည်းကြောက်ပြီးထောက်ခံနေကြတာထင်တယ်မဖြစ်ဘူးငါလည်းမြန်မြန်ထောက်ခံမှဖြစ်မယ်တော်ကြလေငါတယောက်တည်းမထောက်ခံနေငါထိုင်ကုန်မှာလှုပ်သွားအောင်မယ်မဖြစ်ဘူးငါလည်းထောက်ခံလိုက်မယ်ကျွန်တော်လွတ်တော်ဥက္ကဋ္ဌကြီးလည်းထောက်ခံပါတယ်ခင်ဗျာလွတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာကျွန်တော်တို့လွတ်တော်ကိုနောင်နှစ်ခါမှပြန်လည်ကျင်းပမှာဖြစ်ပါတယ်ညီသည့်အရေးကြီးသည့်ကိစ္စပေါ်လွတ်တော်ကိုခေါ်မီမဟုတ်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာ